အားလုံးပဲမင်္ဂလာပါရှင် Power Play application ကနေကြိုးဆိုပါရစေကျွန်မ Ethan စာပါမင်္ဂလာပါကျွန်တော်ကိုဟေးပါကျွန်တော်အခုပြောပြမယ့် workout ကတော့ full body circuit workout ပဲဖြစ်ပါတယ်ဒီ workout မှာဆိုလို့ရှိရင်ခန္ဓာကိုယ်တစ်ခုလုံးကိုထိရောက်စေမှာဖြစ်ပါတယ်ဒီ workout ကိုလုပ်ရမယ့်ပုံစံကတော့35စက္ကန့်လုပ်မယ်ပြီးရင်စက္ကန့်20နားမယ်အဲ့ပုံစံမျိုးနဲ့ကိုကျွန်တော်တို့ circuit ပုံစံတွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါပါဝင်တဲ့လေ့ကျင့်ခန်းတွေကတော့ inch 1 dumbbell deadlift alternative sit through plank နဲ့ dumbbell push press တို့ပဲဖြစ်ပါတယ်ဒါဆိုလေ့ကျင့်ခန်းတွေဘယ်လိုမျိုးလုပ်ရမလဲဆိုတာ EO နဲ့တူတူလိုက်ကြည့်လိုက်အောင်เนาะပထမဆုံးလေ့ကျင့်ခန်းအနေနဲ့ EO inch 1ပြုလုပ်ရမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းက35စက္ကန့်လုံးစက္ကန့်20နာဆိုတော့ EO တိုင်မာလေးပေးဖို့လိုအပ်ပါမယ်ပထမဆုံး inch 1လုံးမဲ့ပုံစံလေးကိုပြောပြပေးပါမယ်အရှင်ဆုံးလက်နှစ်ဖက်ကိုကျမ်းပြင်မှာထောက်မယ်ပြီးတော့ခက်စိတ်စိတ်လေးရှေ့ကိုသွားပြီးတော့ high plank position မျိုးရောက်လို့ရှိရင်ရက်ပြီးတော့ခက်စိတ်စိတ်လေးနောက်ကိုပြန်လာမယ်မတ်တက်ပြန်ရက်မယ်ဒီလိုပုံစံမျိုးဆော့ပေးရမှာဖြစ်ပါတယ် Okay ဒါဆိုရင်5 4 3 2 1 go ခက်စိတ်စိတ်လေးလက်ခက်စိတ်စိတ်လေးနဲ့ရှေ့ကိုသွားမယ်ပြီးရင်ဒီပုံစံတိုင်းခက်စိတ်စိတ်လေးနောက်ကိုပြန်လာမယ်မတ်တက်ရက်မယ်တတိထားမှာကဤတို့plank ပုံစံအချိန်မျိုးရောက်လို့ position မျိုးရောက်တဲ့ခါကြလို့ရှိရင်ခဏလေးရက်မယ်ပြီးတော့ core engage လုပ်ထားမယ်ဘိုက်တွက်သားညှစ်ပြီးတော့ဖြည်းဖြည်းချင်းပြန်လာပြီးထားရမှာဖြစ်ပါတယ် Okay ဒါဆို15 second leftဒီလေ့ကျင့်ခန်းကို35စက္ကန့်လုပ်ပြီးတော့စက္ကန့်20နားလို့ရမှာဖြစ်ပါတယ် Okay 3 2 1 rest နောက်ထပ်လေ့ကျင့်ခန်းတစ်မျိုးကတော့ dumbbell deadlift ဖြစ်ပါတယ် dumbbell deadlift ဆော့ဖို့အတွက်ကိုအရင်ဆုံး dumbbell နှစ်တုံးကိုကင်ပြီးတော့ခန္ဓာကိုယ်မမတ်ရက်နေမယ်ပြီးတော့ခါကိုချိုးချပြီးတော့တင်မနောက်ပစ်ပြီးတော့ဖြည်းဖြည်းချင်းခန္ဓာကိုယ်အောက်ဆင်းမယ်ပြန်မတ်မယ်ဒီလိုပုံစံမျိုးနဲ့ဆော့ပေးရပါမယ် Okay go ဒီလေ့ကျင့်ခန်းမှာသတိထားမှာကဆော့နေတဲ့တောက်လျှောက်လုံးမှာခါကိုဖြောင်းဖြောင်းလေးထားရမှာဖြစ်ပါတယ်အောက်ဆင်းသွားတဲ့အချိန်မှာအရင်ကြီးကုန်းသွားတာမျိုးမဖြစ်အောင်သတိထားပေးဖို့လိုပါတယ်ခန္ဓာကိုယ်အောက်ဆင်းတဲ့အချိန်မှာလေရှူသွင်းမယ်ပြန်ထလာတဲ့အခါမှာလေရှူထုတ်ပါမယ် Okay 15 second left 10 second တင်မအောင်နောက်ကိုချိုးချမယ်ခါကိုဖြောင်းနာမယ်3 2 1 rest နောက်ထပ်လေ့ကျင့်ခန်းတစ်မျိုးကတော့ alternative sit through ဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလုပ်ဖို့အတွက်ကိုလေးဘက်ထောက် position မှာဒူးကိုကြွထားမယ်ပြီးတော့လက်တစ်ဖက်ကိုမပြီးတော့စမ်းကျင်ဘက်ခြေထောက်တစ်ခုကိုတစ်ဖက်ကိုဘေးကိုကန်ထုံးမယ်တင်မကိုအောက်ကိုချမယ်ပြီးတော့မူလ position ကိုပြန်လာပြီးတော့နောက်တစ်ဖက်ကိုလည်းဒီတိုင်းပြုလုပ်ပေးမှာဖြစ်ပါတယ် Okay ဒါဆို3 2 1 go ဒီလေ့ကျင့်ခန်းကိုလည်း35စက္ကန့်အတွင်းပြုလုပ်ပေးရမှာဖြစ်ပါတယ်မားတဲ့လက်ရဲ့စမ်းကျင်ဘက်ခြေထောက်ကိုဘေးကိုကန်ထုံးမယ်ပြီးရင်တင်မကိုအောက်ထိချမယ်ဒီလိုပုံစံမျိုးဘယ်ဘက်ညာဘက်alternative ဆော့ပေးရမှာဖြစ်ပါတယ်15 second left 10 second 3 2 1 rest နောက်ထပ်လေ့ကျင့်ခန်းတစ်မျိုးကတော့ plank ဖြစ်ပါတယ်plank position ကိုတိုင်းနေမယ်ဒီတထောင်စစ်တရားပခုံးအောက်တက်မှာထောက်ထားပြီးတော့ခန္ဓာကိုယ်ကိုဒီတစ်ဖြောင်းနဲ့ထားရမှာဖြစ်ပါတယ်သတိထားမှာကဒီအရင်ကြီးတင်မမမြောက်နေဖို့အောက်မချနေဖို့သတိထားပေးရပါမယ် Okay အဲဆိုစမယ် go ဒီလို position တိုင်းကို35 second plank ထောက်ထားပေးရမှာဖြစ်ပါတယ်ဘိုက်ကြွက်သားတွေကိုညှစ်ထားပြီးတော့ plank ထောက်ထားပေးရပါမယ်ဒီလေ့ကျင့်ခန်းအတွက်သတိထားမှာကဒီပခုံးနဲ့ဒီတထောင်နဲ့တန်းနဲ့ဖြစ်နေရမယ်ပေါ့နော်ပခုံးအရင်ရှေ့ရောက်တာတော့နောက်ရောက်တာမျိုးဆိုလို့ရှိရင်ဒီဘိုက်ကြွက်သားကိုမထိဘဲနဲ့ပခုံးလက်မောင်းကြွက်သားကိုသွားပြီးထိရမျိုးဖြစ်တတ်ပါတယ်5 4 3 2 1 rest Okay နောက်ဆုံးလေ့ကျင့်ခန်းပဲကျန်ပါတော့တယ်နောက်ဆုံးလေ့ကျင့်ခန်းက dumbbell push press ဖြစ်ပါတယ် dumbbell push press ဆော့ဖို့အတွက်ကိုလေးတုံးနှစ်တုံးကိုပခုံးမှာတင်ထားမယ်ပြီးရင်ဒူးကွေးပြီးတော့ဒူးပြန်ထားတဲ့အချိန်မှာတစ်ဆက်ထဲမှာ dumbbell နှစ်တုံးကိုအပေါ်ကိုမြောက်တင်ရမှာဖြစ်ပါတယ်။ So 3 2 1 go
ဒီလေ့ကျင့်ခန်းအတွက်သတိထားရမယ့်ချက်ကဒီဒူးကောင်းတွေပေါ့နော်အတွင်းကိုမဝင်သွားဘူးသတိထားရမယ်အပြင်ကိုဆန့်တဲ့ပုံစံမျိုးဝေးမယ်ပြီးတော့ထိုင်နေပြန်ဆန့်တဲ့အချိန်မှာလက်နှစ်ဖက်ကိုပါအပေါ်ဒမ်ဘယ်နှစ်တုံးကိုပါအပေါ်ကိုပင့်တင်ပေးရမှာဖြစ်ပါတယ်ဒမ်ဘယ်တွေအောက်ရောက်တဲ့အချိန်မှာလေရှူသွင်းမယ်အပေါ်ရောက်တဲ့အခါမှာလေရှူထုတ်ပါမယ်10 second okay 3 2 1 rest Okay ပါအီတို့အခုပြသွားတယ်လေ့ကျင့်ခန်း5မျိုးကို၄ကြော့ပြန်ပြီးတော့ဆော့ပေးရမှာဖြစ်ပါတယ်ချိန်ပေးကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်အီတို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်